ပြောလို့ရတယ်မရင်မဟုတ်ဘူးလားအဲ့ဒါကမှသမီးတို့ပြောရလို့အဲ့လိုနဲ့တွေ့ပန်းမှာအလုံးအားလောင်းနေကအလုံးများတာလေအလုံးများတဲ့ဂျာနမနေတို့လီကြောင်စပတ်ကြောင်ကလာတိုင်နေဆိုတော့အမလေးရှုံးလေရှင်းလေဟိုကရှင်းမဟုတ်ရှုံးလေရှုံးရှင်တို့ကရှင်းလေရှုံးလေပဲရှင်းလို့မရဘူးအဲ့လီကြောင်စပတ်ကြောင်เนี่ยရှင်းရခက်တယ်အဲ့ကျမတိုင်ကျမခေါင်းမမူတယ်ရှင်တို့မဟုတ်ဘူးဒီလေတို့သွားမယ်ဆိုရင်လေသွားလိုက်မယ်ဟုတ်တကယ်လို့ရောက်လာပြီးမောမနန်ကနေပြီးတော့ဘယ်လိုပြောမလဲဆိုတော့တင်ပေးဖို့တင်လဲတင်ပေးရမယ်ပြီးတော့ရှင်ညီမတို့တွေဖောက်မို့ပါဘူးဟုတ်တယ်လားမလိုက်ပြောပေးရမှာပေါ့လက်ကျမတရားသူကြီးလောက်ရမှာပေါ့တရားလူကြီးတို့လုံးဝမဟုတ်ညီမတို့ကျွမ်းကျင်တာတော့မဟုတ်ဘူးမညီမတို့ပမာတယ်ဟုတ်တယ်ဟုတ်လားတခါမှပိုင်အောင်တူလေအမရဲ့အခုပါပဲတရားမဟုတ်ဘူးနောက်ဆိုညီမတို့ရမနဲ့ပြောမယ်နော်ဟိုဟာပြဿနာကလေဟိုဗလဲရှင်းလေရှုပ်လေမဖြစ်ကြအောင်နောက်တစ်ခါကျသူများခိုးလို့တဲ့ပြဿနာကိုလေနှစ်ယောက်တမားပဲသိရင်ရပြီကျန်တဲ့လူပြောပြနဲ့မရင်ကြီးပြောပြမှတော့မရင်ကြီးကသူ့လင်ကြီးကိုပြန်ပြောပြမှတော့မိုးမီလောင်ပြီပေါ့ရှင်ခိုးလို့တဲ့ကိစ္စကိုခိုးလို့တဲ့ကိစ္စခိုးလို့တာပဲအစားတာအရသာကောင်းတယ်လေကွယ်လူသိရှင်ကြားသိမှတော့ဘယ်လိုသွားလို့ကောင်းမှာတော့ငါညီမရဲ့ခိုးလို့တဲ့ကိစ္စအဲ့ဒါအရသာစီးတဲ့ကိစ္စဖြစ်မယ်လူတွေကအဲ့လိုမျိုးတအားခိုးလို့ကြတာခိုးစားကြတာရှင်အော်ခိုးစားတဲ့ဟာဆိုတော့ကျမလည်းအဲ့လိုကျမလည်းအဲ့လိုစားကြီးကြီးမဟုတ်ဘူးအဲ့ဒါပြောနေတာပေါ့သူများပြောတာခိုးစားတဲ့ကိစ္စတွေခိုးလို့တဲ့ကိစ္စတွေကအရသာစီးတယ်မနဲ့လည်းတစ်ခါမှမစားဘူးကွယ်ညီမတို့စားကြည့်ပါလားလို့စားဘူးကြည့်အဲ့ကြောင့်မို့သူများလိုတဲ့ကိစ္စကိုလို့ကိုပြောချင်အတင်းဟိုမှာမိန်းကလေးဆိုတော့လေအတင်းပြောတာတော့ဒါဘာဝကြပါတယ်သိပါတယ်ကျမတို့လည်းမိန်းကလေးတွေကမိန်းကလေးပဲဒါပေမဲ့ရှင်တို့ကမရကြီးနားထဲမှာကြားအောင်မပြောနဲ့ပေါ့အခုမရကြီးတတိုင်တဲ့ခါကျတော့ရှင်တို့နာမည်ကိုတက်တာလေကွယ်ဟိုကလည်းမခံမရနဲ့တော့ရှင်တို့တရားဆွဲမှာပေါ့လို့ဟုတ်တယ်ဟုတ်အဲ့လေဒါပေမဲ့လက်ခံပါတယ်ဒါပေမဲ့တရားဆွဲဖို့စီတယ်မဟုတ်လေကိုတရားဆွဲမယ်လို့ပြောတယ်အခုပလေယုံသွားမယ်လို့ပြောတယ်ကြိုက်တဲ့နေရာကိုသွားကျမတို့ကလိုက်နေမယ်ကောင်းမရုံတော့ဘယ်ရုံတော့လိုက်မယ်သူများခေါ်တိုင်းမသွားနဲ့ရှင်အကေရဖမ်းခြင်းနဲ့ဆိုအခန်းထိလာဖမ်းလို့နော်ရှင်လိုကွေးရှင်းချပြတာအပြစ်လာတဲ့ပြဿနာမနဲ့လက်ဖြည့်ရှင်းပေးမယ်လေနော်ကုန်မယ်ဟုတ် location ပို့ထားပြီနော်လိုင်စင်3လိုင်စင်3လို့ရှင်လိုင်စင်ကုတ်ပေးလာပေးရှင်ဖြစ်လာတဲ့ပြဿနာဖြည့်ရှင်းပေးမယ်နော်လိုင်စင်မှာလိုင်စင်ကုတ်ပေးလိုင်စင်ကုတ်ပေးရှင်အားထားတယ်ညီမအားထားတယ်ရှင်လိုင်စင်မှာလဲလိုင်စင်ကဘယ်အကောင့်နဲ့လဲရှင်မနဲ့လိုင်စင်3ခုလောက်ရှိတယ်ရှင်QR ကုတ်ပေးမနဲ့ QR ကုတ်ပေးနော် location ချပြတာတကူခုဆိုလို့ချင်းမနဲ့လိုက်ရလွယ်အောင်ရှင်ဟုတ် location ချပြပါရှင်โอเค QR ကုတ်ပေးလားနော် okay အဲ့ဆိုတော့ပဲနော်နောက်တစ်ခါသူများခိုးလို့တဲ့ကိစ္စတွေပြဿနာတွေဆိုတာအချင်းချင်းပဲသိရပြီနော်ခိုးလူမတိုင်နဲ့ဒီလူမတိုင်နဲ့လက်ကုန်ပဲနောက်ကကြရင်တော့မတိုင်တော့နောက်ကကြပုံတော့တင်ပေးလိုက်မှာရိုက်ပြီးတော့ဟဲ့သူတို့ဘယ်မှာတော့ခိုးလို့လဲကွယ်ဟာညီမမဟုတ်ဘူးပုံမှန်တော့ခိုးလို့ဆိုညီမတို့တိုင်ရမှာမြင်နေရတယ်လေညီမခန္ဓာတက်တယ်ပဲဟုတ်လားအတန်ကြားလားညီမကြားပါဘောဟဲ့ဘလို့အတန်ကြားတော့မဟုတ်ဘူးညီမတို့တိုင်ရလုံးသိတယ်သူတို့ခိုးလို့တော့ခိုးစားနေတာခိုးလို့အတန်တွေဘာတွေဘယ်လိုထွက်လဲလို့ဘယ်လိုထွက်လဲပြီးမှာတော့အဲ့ဒါတော့လေနောက်တစ်ခါဆိုဗီဒီယိုဖိုင်ရိုက်ထားမှန်းပို့လာပြီကြလားနောက်ကကြရင်ကျမဗီဒီယိုနဲ့ရိုက်ပြီးတင်ပေးလိုက်မယ်အဲ့ဒါလည်းမနဲ့ကြိုက်တယ်ကွယ်အဲ့ဒါပြင်စီရလွယ်လားမဟုတ်သူများကိုမတိုင်နဲ့မနဲ့ကိုပဲတိုင်မနဲ့ကိုတိုင်ဘာမှမဖြစ်ဘူးရတယ်အေးစေးပဲနော်သူများကိုတိုင်မြတ်တရားဆွဲလို့ရတယ်မနဲ့ကိုတိုင်တရားမနဲ့ဘက်ကအေးစေးပဲတရားမဆွဲဘူးမနဲ့ကိုတက်ဆဲတဲ့လူတို့မှမနဲ့တရားမဆွဲဘူးအေးစေးပဲနော်နိုင်လည်းမျိုးနဲ့တင်ပေးလိုက်လေဒီလိုဖြစ်နေဆိုပြီးတော့โอเคနော်မဟုတ်ဘူးဗီဒီယိုရိုက်ပို့ပြီးလေခင်ပြောတာဗီဒီယိုရိုက်ပို့ပေးမယ်နောက်တစ်ခါဆိုအတန်ထွက်အောင်ရိုက်နော်မအဲ့ဘယ်နဲ့စောက်လဲမဟုတ်ထိုင်းဆိုတော့လေသိရမလားထိုင်းလီဆိုတော့လေမနက်တို့လည်းမခံဘူးလေကွယ်ဘလို့လဲပေါ့မနက်တို့ကထိုင်းလီမခံဘူးရှမ်းလီပဲခံဘူးလေဆိုတော့ထိုင်းနဲ့ရှမ်းနဲ့မတူဘူးနော်မတူအဲ့ကောင်ကအီဆန်လားမနက်တို့ကဒီဟိုပါမလဲရှမ်းလီစစ်ပဲခံဘူးလေဆိုတော့အဲ့ဒီအီဆန်လီကတော့တစ်ခါမှမခံဘူးဆိုတော့ဘလို့လဲပေါ့ငါညီမရဲ့ဟုတ်တော့အဲ့ဒါညီမလည်းတိကျင်တာဒါပဲနောက်တစ်ခါဆိုခိုးရိုက်ကြလားအတန်ပေါရိုက်နော်โอเคအဲ့ဆိုတော့ပဲနော်လက်ကုန်ပဲအမလေးပြလက်ကုန်ပဲခိုးလို့တဲ့ပြဿနာကိုတဲ့မရင်ကြီးတော့တိုင်မှာတော့မရင်ကြီးကလည်းသူ့လင်ကြီးကိုတိုင်တယောက်နဲ့တယောက်ဟိုစကားတွေဟိုအချိန်မတင်ဖြစ်တဲ့အချိန်မှာဟိုစကားကွဲဝါးကြတဲ့လင်များဘယ်လိုပဲဖြစ်စကားတော့နှစ်ယောက်သားတကြီးချက်ရှိမှာပဲလीနော်အဲ့ဒါသူတို့ကတော့တိုင်နေဆိုတော့ကတိုင်တဲ့လူကဘယ်လိုလဲသူတို့နာမည်ထဲတယ်ဆိုတော့ဟိုကအမချင်နဲ့တော့
အဲ့ဒါတရားဆွဲမယ်နဲ့အမလေးဖျက်လက်ကုန်မယ်အဲ့လိုအမလေးလန်ထွက်နေတာပဲဟေးနော်နောက်တစ်ခါဆိုလို့ချင်းခိုးလို့တဲ့ကိစ္စဆိုလို့ချင်းဗီဒီယိုဖိုင်ရိုက်တာနော်ကျမစီကိုပို့လာကျမ line ပေါ်တင်မယ်ဒါပဲအဲ့ကြီးမနေတော့မျက်ရည်ပါကြတယ်ဝေးချောလား